မင်္ဂလာပါရှင်မင်္ဂလာပါဟုတ်ကဲ့ပါဒါအခုဆိုလို့ရှိရင်ပါကန်နိုကတိုလေးဒါမြေကြည့်ပြီးသွားပြီဆိုတော့ပြောပြပါအောင်ဘယ်လိုဒီခံစားနေလဲပြည့်ပြည့်လေးဟိုလေရီစရာကားဆိုတော့ရီရတာပေါ့ဟိုဖြစ်ပါတယ်နောက်ဟိုလူစုံတက်စုံကလေးလေလူစုံတက်စုံကလေးအခုလိုဟာတာတရုပ်ဆောင်တော်တော်များများလေးရယ်နောက်ပြီးတော့စီဖြိုးဆိုလို့ရှိရင်လည်းပါဖြစ်ဖြစ်သူပါတဲ့ပတ်ကသူနဲ့ကတော်တော်လိုက်တယ်လေအဲ့ဒါလေးလည်းကောင်းတယ်နောက်နေတိုးဆိုရင်လည်းသူတိတ်ပြီးတော့သူတရုပ်မဆောင်တဲ့မဆောင်ဘူးတဲ့ character ပေါ့နော်ဆိုတော့တော်တော်အဆင်ပြေပါတော်တော်ကောင်းတဲ့မြေချိုးတော့ကြိုက်ပါတယ်ရီရတယ်အဲ့နှခမ်းသုံးကတော့တော်တော်ကိုရီရတယ်ကိုရီတူကတော့လေသူကတော့ရမ်းထူးကြတယ်သူဘာ character ကိုပဲလုပ်လို့ तू ကပြီးမြဲလုပ်တယ်နောက်ပြီးတော့တကယ်လည်းဖြစ်တယ်တကယ်လည်းဖြစ်တယ်နောက်တစ်ခုကဒီကားလေးကိုမကြည့်ခင်နေရပါတော့ဒီကားအဖိတ်မခံရတကယ်နေရမြေချိုးကအဲ့ဟို Facebook ထဲမှာသူတို့လေဟိုထက်နဲ့နေပြိုးလေးနဲ့ဟိုဥရွှေရောတိုက်တာလေးကိုမြင်နေရပြီဆိုတော့စိတ်ဝင်စားတယ်အဲ့လိုသူတို့ကတဲ့ဟာလေးအဲ့တိုက်နေတာလေးကိုလေအဲ့ဒါလေးကိုစိတ်ဝင်စားတယ်ဟိုဒီထဲမှာကြည့်ရတဲ့အခါကျတော့ပို့ပြီးတော့သဘောကျတယ်ဘာလို့ကိုရီတို့ကလေတကယ်ကိုဥရွှေရောကတဲ့ဟာလေးကတကယ်ဥရွှေရောလေးပဲဟိုတက်ဆိုလဲဟိုသူထက်ထုံးလို့မသိရဘူးဟိုအယုတ်ကလေးတစ်ခုလောက်တယ်လို့ပဲဆိုတော့သူတို့เนี่ยကိုအဲ့ခါလေးမှာတော်တော်ချစ်တယ်ဒီချက်တော့ဥယျကဆိုတော့တော်တော်လေးခက်ပြီပါဆို तू ကဟိုအပြောင်ကဟိုပြောင်ကားတဲ့အရိုင်ကားပေါ့နော်အဲ့ဒါလေးတွေကတော်တော်ခက်တယ်မြေချိုရဲအဲ့လိုပေါ့အရင်တော့ငငယ်တော့အဲ့ဒီအကလေးတွေဗာလေးတွေသိမှုတဲ့ပေါ့နော်ဆိုတော့အဲ့ဒီအကလေးကနည်းနည်းခက်တယ်ခက်တဲ့အပြင်မှာသူတို့နှစ်ယောက်ကလိုက်သွားတယ်ကိုနေတိုးလေးကလည်းတော်တော်လေးအပေါ်နော်ဒီဥရွှေရိုးတရံလေးကိုတော်တော်လုံနိုင်တယ်ဟိုထက်ဆိုလို့ရှိရင်လည်းအဲ့လိုပဲဥရွှေရိုးဒေါ်မိုးအယုတ်ကလေးလိုအဲ့လိုတွန်းနဲ့ကမြေချိုတအားကြိုက်တယ်ပြီးတော့အဲ့ထက်ပါဟိုရီရတာလေးနှခမ်းသုံးကတော့တော်တော်ပြောစမှတ်ပဲသူလည်းပြန်မပြောတတ်တော့ဘူးတော်တော်ကိုရီရတယ်အဲ့ဟိုနင်းဆိုပါခမလဲစီဖြိုးဆိုလဲသူ့ရဲ့ဒေါသဖြစ်တဲ့အာပေါ့ဆိုအဲ့လိုလေသူစိတ်မလိုက်ခင်ပြဖြစ်တဲ့ဒါကတော့ train mark ပေါ့နော်ဒါလေးတခုတော့လူတွေကအဲ့လိုလိုက်လို့မထင်နဲ့တခါလုံးခြုံကြည့်တယ်ဆိုလို့ရှိရင်တော်တော်ကောင်းတယ်ဟိုသူ့နေရာနဲ့သူပတ်နေတယ်ပိုင်နိုင်လေးတရုပ်ဆောင်နိုင်တယ်ဘာလို့ဆိုတော့ရုပ်ရှင်ရဲ့ကားကအရိုက်တယ်ဆိုတာဒရာမာတွေဘာတွေတော့တမရိုးစအိမ်အောင်ကားချစ်ကြိုက်ဘာညာကားတွေကတော့ဒီလူတွေတရုပ်ဆောင်တာမလေးတရုပ်ဆောင်သွားနိုင်တယ်မခက်ဘူးရည်စရာလောက်ရတာခက်တယ်လေအဲ့လိုရည်စရာလောက်ရတာကိုရည်အောင်လို့သူတို့လုပ်နိုင်တယ်ဆိုတာသူတို့တော်တာပေါ့မချိုအချစ်ကျပါတယ်ဒီခေတ်ကတော့လေမချိုတို့ခေတ်တုန်းကတော့အဲ့လိုပေါ့နော်ဇာတ်တစ်ခုရိုက်မယ်ဆိုလို့ရှိရင်ဒီ character ကိုရွေးကြတယ်ရွေးပြီးတော့ငါဒီ character လေးတွေပဲလိုက်တယ်ဆိုတော့အစွဲလေးတွေလောက်ကြတာပေါ့နော်အခုခေတ်ကတော့ဒီလိုမဟုတ်တော့ဘူးသူတို့ဘေးနေရာပဲအခန်းဟာပဲကြတော့အဲ့ကြရအခန်းလေးတွေကိုတရုပ်ဆောင်တာပမိုင်နိုင်စိတ်ဝင်စားလေးတရုပ်ဆောင်နေအတွက်မချွာသူတို့ချီကျူးတယ်ဒါဟိုအရင်ခေတ်ကလို့အတနေသွားပြီပေါ့နော်ငါဒီကောင်းတော့ဒီအခန်းရမှာခိုင်းရမှာဆိုအဲ့ဒါတွေမရှိတော့ဘူးသူတို့ကြာရခံလေးကြာဇာတ်ကလေးကိုပြအောင်တရုပ်ဆောင်သွားတယ်တရုပ်ဆိုင်နေအဲ့တွေမိချွာချစ်ကျူပါတယ်လို့နောက်ဒီကားလေးကိုလည်းကြည့်ရလူတွေအားလုံးကရွှေလန်းမှာပါဘာလို့ဆိုတော့တော်တော်လေးဟိုပေါ့မြောက်လေးရီရတာလေးတွေရှိတော့အမတရေဟာဆောင်ပြီးတော့အဲ့လိုပေါ့နော်ချစ်သူနဲ့ချင်းတွေ့တော့ဒီအေကိုတရေ6လိုက်တဲ့အခန်းလေးပါလေဒါလေးတွေကတော်တော်ကောင်းတယ်တကားလုံးခြုံကြည့်ရင်ရီရတယ်သူ့နေရာလေးနဲ့သူသဘောကျတယ်မချွေအချက်ဆိုတော့သူတို့ကျွတ်စားလေးနဲ့လှုပ်ထားတဲ့ဒီအဲ့ရွှေရုပ်အခါလေးတွေကိုမြချူအားပေးတယ်အဲ့ဒါလေးအတွက်ချီးကျူးတယ်လို့ဂုဏ်ပြုတယ်လို့ပြောပါတယ်